တင်တဲ့ setup လုပ်ပြပါမယ်အဓိကလိုတာကတော့ patient ရဲ့အမည်တစ်ခုပဲလိုပါတယ်ကျန်တာကြီးကတော့ကျွန်တော်တို့ကြော်သွားလို့လည်းရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ date of birth တွေဘာတွေမသိဘူးဆိုလို့ရှိရင်မွေးသက် grade အတိအကျမသိဘူးဆိုရင်ကျွန်တော်အသက်ကိုပဲရိုက်ထည့်ပြီးတော့မှထည့်လို့လည်းရပါတယ်နောက် legacy patient ID ဆိုတာကတော့ရင်တော့ကစေကမ်းမှာသုံးနေတဲ့ ID အဟောင်းတွေရှိရဆိုလို့ရှိရင်ထည့်သုံးလို့ရပါတယ်နောက်တခြားလိုအပ်တဲ့ information တွေလည်းဒီမှာပဲတစ်ခါလေးဖြည့်လို့ရတယ် clinical details ထဲမှာဆိုလို့ရှိရင်တော့ patient ရဲ့သွေးအုပ်စုလို့နောက်ပြီးတော့ RH factor တို့height and weight တွေကိုကျွန်တော်တို့ထည့်လို့ရတယ်ပြီးတော့တခြား emergency အချက်လက်တွေရှိရဆိုလို့ရှိရင်လည်းဒီမှာအောက်မှာထည့်လို့ရပါတယ်နောက်ဆုံးမှာတော့ dermatology ဥစ္စာတွေ allergy နဲ့ပတ်သက်ပြီးတော့အချက်လက်တွေမှာထည့်လို့ရပါတယ်အားလုံးပြီးသွားတာနဲ့ complete registration ကိုနှိပ်ပြီးဆိုတာနဲ့ကျွန်တော်တို့ account တစ်ခုဖန်တီးလိုက်တာမျိုးဒီမှာတွေ့ရပါလိမ့်မယ်သူ့ကိုနှိပ်ပြီးတော့မှဆက်ကြည့်ရဆိုလို့ရှိရင်ဒီ patient နဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်လုံးကိုဒီ page မှာဆက်ပြီးတော့မြင်ရပါတယ်အဲဒီမှာနောက်ထပ် allergy တွေထပ်ဖြည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းတွားပြီးတော့မှဖြည့်လို့ရတယ်လို့ medication တို့ဆေးနဲ့ပတ်သက်ပြီးတော့မှတောက်နေတဲ့ဆေးတွေပါဖြည့်ခြင်းနဲ့ဆိုရင်လည်းဒီမှာဖြည့်လို့ရပါတယ်ဒီမှာသုံးထားတဲ့ဆေးစင်းကတော့အများကြီးမရှိသေးပေမဲ့လို့နောက်ပိုင်းကျရင်ပို့ပြီးတော့များလာဖို့အတွက်ရှိပါတယ်လောဆယ်တော့ကျွန်တော်တို့ metformin ကိုအသုံးပြုပြီးတော့မှဒီမှာဖြည့်ထားတာမျိုးတွေ့ပါလိမ့်မယ်နောက်တစ်ချက်ကတော့ document ဆိုတဲ့အပိုင်းက patient ရဲ့စိတ်မှတ်တမ်းတွေအထူးသဖြင့် X-ray တို့နောက်ပြီးတော့ PDF တွေ image တွေဓာတ်ပုံတွေ Microsoft Word file တွေအကုန်လုံးကိုဒီမှာ upload တင်လို့ရပါတယ်တင်ပြီးသွားပြီဆိုရင်လည်းတစ်ခါလေးဒီမှာကြည့်လို့ရပါတယ်ပြီးတော့ဘေးမှာ AI analysis ဆိုတာလည်းပါပါတယ်သူ့ကိုခေါ်လိုက်ပြီဆိုတာနဲ့ဒီတင်ထားတဲ့ပုံနဲ့ပတ်သက်တဲ့ AI ကို AI ကိုအသုံးပြုပြီးတော့မေးရမျိုးတွေပါဆက်လုပ်လို့ရပါတယ်โอเคကျွန်တော်နောက်ပြန်သွားလိုက်မယ်ဒါပြီးရင်တော့နောက်အဆင့်တစ်ခုက appointment ဖြစ်ပါတယ် appointment ရက်ချင်းလုပ်တဲ့အခါမှာအစောနာကကျွန်တော်တို့ဖန်တီးထားတဲ့ဆရာဝန်ရဲ့အချိန်စရာကိုဒီမှာလာပြန်ကြည့်လို့ရပါတယ်အဲ့ဒီမှာ9နာရီကနေပြီးတော့မှ17နာရီထိကိုအချိန်စရာကြီးရှိရဲအဲ့ထဲက9နာရီကိုကျွန်တော်ရွေးလိုက်မယ်နောက် chief complaint တွေပါထည့်ရင်လည်းဆိုလို့ရှိရင်လည်းထည့်လို့ရတယ်ပြီးပြီဆိုတာနဲ့ schedule appointment ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော် appointment တစ်ခုယူပြီးသွားတာမျိုးကိုမြင်ရပါလိမ့်မယ်အဲ့တော့ဒီ appointment မှာဆိုရင်reschedule လုပ်တာမျိုးတွေတုံးလို့ရတယ်ပြီးတော့ appointment အသစ်လုပ်တာမျိုးတွေ cancel လုပ်တာတွေ delete လုပ်တာမျိုးတွေကိုလည်းဆက်လုပ်လို့ရပါတယ် cancel လုပ်မယ်ဆိုလို့ရှိရင်တော့ဘာကြောင့် cancel လုပ်တယ်လဲဆိုတဲ့အကြောင်းရင်းကိုထည့်ပေးဖို့လိုပါတယ်နောက်ဒီမှာတစ်ချက် confirm နှိပ်လိုက်ပြီးပြီဆိုတာနဲ့ဒီ appointment ကbook လုပ်ပြီးသွားပါပြီ confirm လုပ်ပြီးသွားတဲ့အဆင့်ပေါ့နော်ပြီးပြီဆိုရင်တော့ dashboard မှာဒီမြင်ရပါလိမ့်မယ်နောက်ဒီ appointment page ကိုတွားကြည့်ရဆိုလို့ရှိရင်လည်းအဲ့ book အောက်မှာဆက်ပြီးတော့မြင်ရပါလိမ့်မယ်အဲ့တော့ appointment တစ်ခုရောက်လာပြီဆိုလို့ရှိရင် check in လုပ်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကမှတ်တမ်းရေးရတဲ့အဆင့်ပါအဲ့ဒါတော့အခုမြင်ရတဲ့ encounter မှာတွားပြီးတော့ရေးရပါတယ်အဲ့တော့ encounter ထဲမှာ chief complaint ရေးမယ်အဲ့မှာလည်း appointment ဘယ် appointment လာတယ်လဲဆိုတာလည်းပြန်ပေါ်နေပါလိမ့်မယ်အဲ့တော့လာပြတဲ့ visit မှာဆေးကန်းလာပြတဲ့ visit မှာကျွန်တော်တို့
သူနဲ့ပတ်သက်တဲ့မှတ်တမ်းကိုရေးမယ်ဆိုရင်တော့ဒီ encounter note ဆိုတဲ့အောက်မှာလာပြီးတော့မှရေးရပါတယ်